အခုဒေါ်နယ်ထရန့်ကအခုသက်သေပြလိုက်တဲ့ခါမှာတကဘာလုံးမှာရင်းနေမရှိရင်အကုန်ဒုက္ခရောက်မှာအခုထိတွေ့နေရပြီမိခုနေရသေးပဲဖြစ်တာမင်္ဂလာပါမြန်မာနိုင်ငံအတွင်းမှာနေ့စဉ်ဖြစ်ပွားနေတဲ့သတင်းကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးတဲ့ channel တစ်ခုဖြစ်ပါတယ်နားဆင်သွားကြပါအဲ့တော့ပြောချင်တာကဥရောပရဲ့နိုင်ငံရေးစနစ်ရဲ့နိုင်ငံရေးကစားပုံနဲ့ပဲဆိုင်တာအဲ့တော့မြန်မာနိုင်ငံပြည်ပခါလဲတာမြန်မာနိုင်ငံမှာလက်ရဆုံးနဲ့လက်ဝဲဆုံးပဲလက်ဝဲဆုံးနေရလဲကွန်မြူနစ်အရန်ဆန်တယ်လက်ရဆုံးနေရလဲအာဏာရှင်အရန်ဆန်တယ်အဲ့ဒီကြားထဲမှာအဲ့ဒီအစုံနှစ်ဖက်ကြားထဲမှာကိုကြိုးရှာတဲ့တက်စီးနေတဲ့စနစ်ကြားထဲမှာကြီးပွားချမ်းသာနေကြတယ်လူလက်တန်းစားအုပ်စုတစုကလည်းရှိနေတယ်အဲ့ဒီအုပ်စုဟာအဲ့ဒီအုပ်စုသုံးစုကြားမှာမြန်မာနိုင်ငံဟာအခုရှေ့လျှောက်ပို့ပြီးတော့ခက်ခဲမှုကိုရင်ဆိုင်ရမှာထိုလိုချင်တာကကိုကြိုးကြည့်တဲ့လူအတ္တကြည့်တဲ့လူအများများတာပေါ့လူဆိုတာစီးထားလို့ရတယ်လीနော်အခုတို့အများပြောနေတယ်လို့ပေါ့ဗျာဒိတ်အောင်နေတဲ့အစားအသောက်ကိုပကင်အစ်စ်ရိုက်ပြီးရောင်းစားရင်လူတွေကျမ်းမာရေးရထိခိုက်နိုင်တာသိရသားနဲ့ကိုကြိုးစည်းပွားတစ်ခုတည်းကိုကြည်တာစေဝါအတုတွေကိုတရုတ်နိုင်ငံမှာထုတ်ခိုင်းပြီးအစ်စ်ဆိုပြီးလိန်ရောင်းတာကျွန်တော်ပြောသလိုလူအများစားနေတဲ့ကုန်သီးတွေကိုဓာတုဗေဒစေဝါတွေဖြန်းပြီးတော့အယောင်တောက်အောင်ရောင်းကောင်းအောင်လုပ်တာဒါတွေကမတော်လောဘနဲ့ကြီးပွားကျင်ကြတဲ့လူဒန်းစားတွေရှိကိုရှိနေတာအဲ့တော့အာနာရှင်စနစ်ကအာနေချက်ကလည်းအဲ့ဒီလူတွေကိုသူတို့ကတင်းကျပ်လိုက်လို့မရဘူးတင်းကျပ်လိုက်ရင်သူတို့ကိုထောက်ခံတဲ့လူနေသွားမှာအဲ့တော့သူတို့လည်းအဲ့လိုမျိုးနီးနဲ့စီးပွားရှာတာပြီးတော့ competition law ခေါ်လို့ဒီ customer right ပေါ့နော်ဒီစားသုံးသူအခွင့်အရေးတွေမပေးထားဘူးပြီးတော့အလုပ်သမားတွေကိုခေါင်းပုံဖြတ်တဲ့စနစ်ကိုသူတို့လည်းဖြတ်တယ်ကျန်တဲ့တာမန်လုပ်ငန်းရှင်တွေကိုလည်းဖြတ်ခွင့်ပေးထားတယ်ပြောချင်တာအလုပ်သမားကာကွယ်မှုဥပဒေတွေအတိအကျမရှိတာတွေနောက်ပြီးတော့အလွဲသုံးစားလုပ်တာတွေကိုငွေကြေးနဲ့ဖြည့်ရှင်းတဲ့တရားစီရင်စနစ်အာဏာလွဲသုံးစားမှုအဲ့ဒီအခြေခံရန်တရားတွေကနေပြီးတော့ပြည်သူတွေကလူလိတ်ခံရတာပဲအဲ့ဒီစနစ်ကိုဥရောပမှာပြင်တာအဲ့တော့ကျွန်တော်ထောက်ပြသလိုပဲဥရောပသည်အလွန်အမတန်ဆိုးဝါးတဲ့အရင်းရှင်ကိုလိုနီကဘာကြီးကိုအနိုင်ကျင့်တဲ့ဘယင်စနစ်တွေခဏတော့ကစပိန်အင်ပါယာပေါ်တူဂီအင်ပါယာ17ရာစု12ရာစု13ရာစုတကဘာလုံးကိုလှည့်ပြီးနေချဲခဲ့တဲ့နေချက်တွေပုံစံစနစ်ကနေပြီးတော့ဒီနေ့သူတို့နိုင်ငံသူနိုင်ငံသားများကိုနိုင်ငံတကာဥပဒေဆိုတဲ့နိုင်ငံတကာရေလက်ကြားများကိုအသိမှတ်ပြုခြင်းနိုင်ငံတကာရေလမ်းကြောင်းကိုအသိမှတ်ပြုခြင်းနိုင်ငံတကာနယ်နိမိတ်များကိုအသိမှတ်ပြုခြင်းနိုင်ငံတကာကုန်သွယ်မှုများကိုအသိမှတ်ပြုခြင်းဆိုတဲ့စနစ်ကနေပြီးတော့သူတို့နိုင်ငံသားတွေအားလုံးတန်းတူအခွင့်အရေး Equality Act နော်အကာအကွယ်ကလေးတွေငယ်အကာအကွယ်ပေးရေးအလုပ်သမားအခွင့်အရေးအလုပ်သမားအကာအကွယ်ပေးရေးစီးပွားရေးတန်းတူရှင်ပြိုင်မှုနော်ဈေးကွက်မှာမျှတတဲ့ဈေးနှုန်းပေါ့ဈေးနှုန်းရှင်ပြိုင်မှုထိန်းချုပ်မှုနော်ခဏတော့အစားအသောက်ဆိုင်ရာလူတွေရဲ့ကျန်းမာရေးထိခိုက်တဲ့အစားအသောက်များကိုထိန်းချုပ်ကွပ်ကဲမှုပြဋ္ဌာန်းမှုအရေးယူမှုတရားစီရင်စနစ်မှာလည်းမျှမျှတတတရားစီရင်မှုစနစ်အတက်နိုင်ဆုံးဖြစ်အောင်စ조사မှုအဲ့ဒီစနစ်ကိုပြင်ယူတာပြောချင်တာကလူလုတ်ထားသောဥပဒေလူလုတ်ထားသောဥပဒေများဖြစ်တယ်အဲ့တော့အဲ့ဒီလိုအနေထားကနေဥရောပကြီးကပြင်တာဒါကြောင့်လေကိုကကြားလိုက်တယ်ပေါ့ဥပမာတခု UK ကအစ္စရေးကိုတန်ဖြတ်လိုက်ပြီဆိုတာမဖြစ်နိုင်ဘူးဆိုတာတခါတည်းသိရမှာအဲ့ဥစ္စာဖြစ်ကုန်မဖြစ်နိုင်တာ UK နိုင်ငံဟာသူနဲ့ရန်သူမဟုတ်တဲ့အစ္စရေးကိုတန်ဖြတ်ဖို့မဖြစ်နိုင်တယ်လို့အများပြောနေတဲ့ဒီလူမျိုးတုံးတပ်ဖြတ်မှုဆိုတဲ့ဆုတ်ဆွဲမှုတစ်ခုနဲ့တာတမန်ဖြတ်เสียအကြောင်းမရှိဘူး။ဘာကြောင့်လဲမရောက်နိုင်တော့သူတို့မဖြတ်တာ။အဲ့
တော့တည်င်းတွေကိုယုံကြည်တဲ့အခါမှာမှန်ဤမှားဤကိုဒီလိုအခြေခံတွေနဲ့ကျွန်တော်တို့ကစဉ်းစားသုံးသပ်ရင်မမှန်တဲ့တည်င်းတွေကိုခုနားထဲမရောက်တော့ဘူးအဲ့တော့ဒီနေ့တကြံရှိတယ်လူတွေပျော်ကြတယ်အတိကပျော်တဲ့အကြောင်းရင်းကစစ်အာဏာရှင်ကသူနန်းတက်ပွဲအခမ်းအနားပေါ့သမ္မတဖြစ်ပွဲအခမ်းအနားမင်းအောင်လှိုင်နန်းတက်ပွဲကိုသူကစီစီကာလှုပ်ချင်တဲ့ရည်ရွယ်ချက်နဲ့လှုပ်လိုက်တဲ့အခါမှာပြည်သူတွေရဲ့9နှစ်တာမွန်းကျက်မှုနဲ့ပေါင်းလိုက်တယ်ပြီးတော့ပတ်စံချမ်းသာတဲ့လူငယ်လူတန်းစားပတ်စံဖြုံးနေတဲ့အုပ်စုနဲ့တော့ပေါင်းမိတယ်နောက်သူတို့ရဲ့ဒီဘယ်လိုပြောမလဲသူတို့ဘက်ကိုထောက်ခံနေတဲ့တတိယအုပ်စုတွေနဲ့တော့ပေါင်းမိတယ်ခါမှာအခုကစီစီကာမြင်ရတဲ့သဘောရှိတယ်ဒါဟာအတုရောင်တွေပဲဖြစ်တယ်အမှန်ကန်မဟုတ်အမှန်ကန်ရဲ့နောက်ကမှာလက်ဖြင့်ဆိုတာ reality life ကိုယူဆရတော့မှာဆေးအာနာရှင်တွေကပြည်သူကိုပျော်စီခြင်းတဲ့ရည်ရွယ်ချက်နဲ့လုပ်ပေးတာမဟုတ်ဘူးအဓိကသူတို့အုပ်ချုပ်နေတာပြကျင်ဖို့ normalization ဖြစ်အောင်ပုံမှန်နေတာရောက်နေပြီဆိုတာပြကျင်လို့ဖြစ်တယ်ပြည်သူကိုစေတနာတကယ်ထားရင်အာနာသိန်းစရာလည်းအကြောင်းမရှိဘူးနိုင်ငံတော်အာဏာကိုသူတို့နဲ့မဆိုင်ပဲလူယူထားစရာလည်းမရှိဘူးမောင်ပိုင်စီးထားစရာလည်းမလိုဘူးစစ်သားစီစစ်သားလုံးစစ်တပ်နဲ့နိုင်ငံရေးနဲ့ဘာမှချိတ်ဆက်ထားစရာအကြောင်းမရှိဘူးကာကွယ်ရေးဦးစီးချုပ်ကပဲတိုင်းပြည်ကိုအုပ်ချုပ်ရမှာတဲ့စစ်အုပ်ချုပ်ရေးရန်တရားကိုတိဆောက်စရာကိုအကြောင်းမရှိဘူးငကိုတဲကစေတနာမရှိတာဒါကိုကျွန်တော်တို့ကခွဲခွဲခြားခြားမြင်ဖို့လိုတယ်အီရန်ပြည်ပခထိုးနေ၎င်းမယ်အမေရိကန်နဲ့အီရန်စစ်တိုက်တယ်စစ်တပ်ရတဲ့အဓိကအကြောင်းရင်းဒီအမေရိကန်နဲ့အီရန်နဲ့မှာငကိုတဲကဂျေးဂျေးချင်းချိတ်ထားတာ48နှစ်ရှိပြီအချိန်မျိုးတို့စစ်ဖြစ်နိုင်တယ်အမေရိကန်နဲ့အီရန်နဲ့ဂျေးရှိတယ်အဲ့တော့နတန်ယာဟုကအမေရိကန်သမ္မတအဆက်ဆက်ပေါ့ဂျိုးဘိုင်ဒန်အိုဘားမားလက်ထက်တွေကအီရန်ကိုတိုက်ဖို့သမ္မတတွေကိုလာပြီးနားချတယ်အိုဘားမားလည်းညင်းလိုက်တယ်ဂျိုးဘိုင်ဒန်လည်းညင်းလိုက်တယ်ဒီနေ့ထရန့်လက်ထက်ကျမှထရန့်ကသဘောတူလိုက်တာအဲ့ဒါကလည်းဘယ်သူပြောလဲဆိုတော့သမ္မတအိုဘားမားလက်ထက်ကအိမ်ပြည်တော်မှာအကြံပေးလုပ်ခဲ့တဲ့လူတယောက်ကမီဒီယာမှာတက်ပြောတာအဲတော့ကသူကိုယ်တိုင်နားမှာရှိနေတယ်နတန်ယာဟုကလာပြီးအိုဘားမားကိုနားချတာအခုဒေါ်နယ်ထရန့်ကိုနားချသလိုဒါပေမဲ့အိုဘားမားကညင်းပလိုက်ပြီညင်းပြီးတော့အီရန်နဲ့လာနေစစားဆွေးနွေးပြီးတော့အခုဒီအီရန်နဲ့စာချုပ်ကိုချိုးလိုက်တာအဲ့ဒါကိုဒေါ်နယ်ထရန့်တက်လာတော့အေးစာချုပ်ကိုဖျက်ပလိုက်တယ်ပြီးတော့တစ်ဖက်သက်ဖျက်သိမ်းပလိုက်တယ်ပြီးတော့စပြီးပြင်ဆင်တယ်ဒုတိယသက်တမ်းမှာကြတော့ဝင်တိုက်လိုက်တာအဲ့ဒါအမေရိကန်နိုင်ငံရဲ့နိုင်ငံရေးပဲသူတို့ဂျေးဂျေးချင်းချိန်နေတာဒါပေမဲ့ဂျေးဂျေးချင်းချိန်ရင်အဲ့ဒီရေလက်ကြားသည်ပို့ကပ္ပသမိုင်းနှစ်ပေါင်း900 600တဲကအရေးကြီးတဲ့ကုန်သွယ်လမ်းကြောင်းဖြစ်နေတာဖြစ်တဲ့အတွက်အီရန်ကသူနိုင်မဲ့အထင်နဲ့ဟောမိုရေလက်ကြားကိုပိတ်ဆို့ပြီးအမေရိကန်ကိုသမ္မတကိုအဆက်သဖွယ်လိုက်တာအဲ့တော့အမေရိကန်ကလည်းအစမှသူ့ရဲ့ရွေချက်ဖြစ်တဲ့အီရန်ကိုအရင်အီရန်စစ်တပ်ကိုအင်အားချိနေအောင်အရင်လုပ်မယ်ဆိုပြီးရွေချက်နဲ့အရင်လုပ်လိုက်တယ်ဒါပေမဲ့အီရန်မိနေတာကအမေရိကန်တို့ဆိုတာကမ္ဘာမှာအင်အားကြီးတယ်ရေလက်ကြားလောက်ကိုမပြောနဲ့တကမ္ဘာလုံးရေလက်ကြားကိုတော့အမေရိကန်ပိတ်ဆို့ထားနိုင်တဲ့အင်အားရှိတယ်အမေရိကန်စစ်တပ်ဟာအဲ့တော့သူ့ကိုပြန်ပြီးပိတ်လိုက်တဲ့အခါမှာအခုသူကိုယ်တိုင်ဒုက္ခရောက်သွားတာဘာကြောင့်လဲအီရန်စားပိတ်လို့ငါအမေရိကန်ကပိတ်တယ်ဆိုတဲ့အကြောင်းပြချက်ကိုဒေါ်နယ်ထရန့်ကရသွားတာအဲ့တော့အီရန်ဘက်ကညင်းပွားတယ်ဒါဒီနိုင်ငံတကာရေးလက်ကြားမဟုတ်ငါရဲ့ရေပိုင်နဲ့ဖြစ်တယ်အမလို့နိုင်ငံတကာဥပဒေကငါလက်မှတ်အဲ့ဒါသူ့ကိစ္စကဘာကြီးမှလက်မှတ်ထိုးရတာလက်မှတ်ထိုးရတဲ့ကိစ္စအဲ့တော့အီရန်ကဒီဟော်မုစ်လေးကိုပိတ်နိုင်တာအမေရိကန်ကတကဘာလုံးရေလက်ကြားတွေတကဘာပင်လေအားလုံးကိုပိတ်ဆို့ထိုင်းနိုင်တဲ့အင်အားကဘာမှာစီကဲရှိနေတာအဲ့ဒါသိလို့တရုတ်နိုင်ငံတော်မနေသေးစဉ်းစားရတာအဲ့တော့အမေရိကန်ကိုနောက်ပြီးတော့အနောက်နိုင်ငံများဆိုတာငကိုတွေကနေချက်စိတ်တက်ရှိတယ်အဲ့ဒီနေချက်စိတ်တက်ရှိတဲ့အနောက်နိုင်ငံများကိုနိုင်ငံတကာဥပဒေသားများနဲ့သူတို့ချုပ်ထားတာ
အဲ့ဒါကိုအီရန်ကသွားပြီးလမ်းဖွင့်ပေးလိုက်တဲ့ချိန်မှာဒေါ်နယ်ထရန့်ကအခုပြန်ပိတ်ဆို့ပလိုက်တာအဲ့တော့ဒီနေ့သတင်းစာရှင်းလင်းပွဲပင်တဂွန်စစ်ဌာနချုပ်ရဲ့အမေရိကန်သတင်းစာရှင်းလင်းပွဲမှာအမေရိကန်ကာကွယ်ရေးဝန်ကြီးမက်ဆာပစ်ဟက်ဆက်ကပြောသွားသလိုပဲအခုသူတို့ပိတ်ဆို့လိုက်တဲ့ဟောမောရွေးလက်ကြပိတ်ဆို့မှုဟာအမေရိကန်စစ်ဒီရေတပ်အင်အားရဲ့10%ပဲသုံးရသေးတာကျန်တဲ့90%ကျန်သေးတယ်အီရန်ကကြတော့သူ့ကိုပြန်ခုခံမှုအတွက်အီရန်နိုင်ငံမှာရေတပ်အင်အား3ညဖြစ်သွားပြီဒါကြောင့် Chairman of Joint of Chief of Staff လို့ခေါ်တဲ့အမေရိကန်စစ်ဦးစီးချုပ်ကြီးက Four-Star General ကဘာပြောသွားလဲဆိုတော့ဒီပိတ်ဆို့မှုထဲမှာအီရန်ဘက်ကဘာသင်္ဘောတစ်စီးမှပေးမဖြတ်ဘူးအီရန်နိုင်ငံကိုအဝင်ထွက်လုပ်တဲ့အီရန်စစ်ကမ်းများဝင်ထွက်လို့သင်္ဘောတွေအားလုံးသူတို့တားဆီးထားတယ်အဲ့တော့သူတို့ပိတ်ဆို့မှုကိုအားလုံးပူးပေါင်းဆောင်ရွက်ဖို့တစ်ကမ္ဘာလုံးဒီဘယ်လိုပြောဆက်သွယ်ရေးလမ်းကြောင်းကနေသင်္ဘောတွေအားလုံးသင်္ဘောကပတိန်တွေအားလုံးကိုအကြောင်းကြားထားပြီးသားပူးပေါင်းဆောင်ရွက်ပါအဲ့ဒါကိုလာဘူးသွေးတိုးစမ်းနေဆိုရင်သူတို့အမေရိကန်ရေတပ်မှာရှိနေတဲ့အရာရှိတွေကမိုင်းနဲ့អော်မယ်အတန်ပေးမယ်ငါတို့အမေရိကန်ပိတ်ဆို့မှုကိုမျိုးတို့ပူးပေါင်းမှာဆောင်ရွက်ပါပြန်လှည့်ပါပြန်မလှည့်ဘူးရှေ့ဆက်တိုးလာရင်တော့ဒီသတိပေးပြစ်ခတ်မှုတွေလုပ်မယ်အဲ့ဒါမှမလုပ်ဘူးဆိုရင်တော့တို့အေးအေးယူမယ်ဆိုပြီးတော့ပြောခဲ့တယ်အဲ့တော့တို့73ကြိမ်ထိတွေ့မှုတွေရှိတယ်ဒါပေမဲ့သင်္ဘောတွေအားလုံးပြန်လှည့်သွားတယ်ဒါကြောင့်တို့ပိတ်ဆို့ထားတဲ့အချိန်မှာဘယ်သင်္ဘောတစ်စီးမှဖြတ်ခွင့်မပေးဘူးတချို့ဒီ ghost ship လို့ခေါ်တဲ့ဘာခေါ်လဲမှန်ကိုသင်္ဘောတွေကကြတော့နိုင်ငံတကာဥပဒေသားများကိုရှောင်ရှားခြင်းတာနိုင်ငံတကာသတ်မှတ်ထားတဲ့ session တွေကိုရှောင်ရှားခြင်းတာသို့တည်းမဟုတ် insurance company တို့ရှောင်ရှားခြင်းတာနဲ့သူတို့သွေးတိုးဆန်းတာတွေရှိတယ်နောက်ဆုံးသူတို့ပြန်လှည့်သွားရတယ်အမေရိကန်ကတော့အမေရိကန်သမ္မတရဲ့အမိန့်နဲ့အမေရိကန်စစ်တပ်ကတော့ဒီပိတ်ဆို့မှုကိုအမေရိကန်သမ္မတကပြန်မလျှော့ပေးမချင်းသူတို့ကတော့သူတို့လုပ်မယ်ဒါကြောင့်အဲ့ဒီနားမှာရှိတဲ့သင်္ဘောတွေတစ်ကမ္ဘာလုံးကသင်္ဘောလိုင်းတွေကိုသူတို့ရဲ့ဆက်သွယ်ရေးလမ်းကြောင်းကနေသင်္ဘောကုမ္ပဏီအားလုံးကိုသူတို့အကြောင်းကြားထားပြီးသားအမေရိကန်ပိတ်ဆို့မှုလုပ်ထားတယ်အဲ့ဒီနေရာကိုဖျက်လာရင်အမေရိကန်ကသတိပေးပြစ်ခတ်မယ်ဒို့သင်္ဘောရင်နှိမ်နှင်းရေးယူမယ်ဆိုတာအကြောင်းကြားထားပြီးသားအဲ့တော့သွေးတိုးလာဆန်းတဲ့လူကြိုက်တဲ့လူလာဆန်းသူတို့ကတော့ရေးယူမှာပဲဘာကြောင့်လဲသူကအပေါ်စီးကပြောနိုင်တဲ့အင်အားရှိတယ်လေဟောမှုရလဲကြားကိုအမေရိကန်ပိတ်ရင်လည်းဘယ်သူမှဘာမှလုပ်လို့မရဘူးဒါထိတ်တိုက်တွေးကြမှာပဲဘာသူမှအင်အားရှိတာအဲ့တော့အဲ့ဒါကလက်တွေ့ဖြစ်နေတဲ့အရှိတရားအဲ့တော့ဒီနေ့အမေရိကန်ကာကွယ်ရေးဝန်ကြီးပြောသွားတာကအီရန်နိုင်ငံရဲ့စီးပွားရေးပေါ်အဝင်ထွက်အားလုံးပိတ်ဆို့ပြီးတော့အီရန်နိုင်ငံစာချုပ်မှာလက်မှတ်မထိုးအောင်သူတို့ကတော့ဖိအားပေးမှာပဲဒါသူတို့ရဲ့ရွေးချက်ပဲအဲ့တော့အီရန်ကိုသူတို့ကပြန်ချုပ်လိုက်တာအဲ့တော့အဲ့ဒါမျိုးဖြစ်စဉ်တွေကကမ္ဘာသမိုင်းတစ်လျှောက်လို့ဖြစ်ခဲ့တာကျွန်တော်မနေ့ကထောက်ပြသလိုပေါ်တူဂီလည်းဖြစ်ခဲ့တာပဲအင်္ဂလိပ်လည်းလုပ်ခဲ့တာပဲအခုလည်းထပ်ဖြစ်တာပဲဒါအထူးဆန်းမဟုတ်ဘူးကျွန်တော်တို့ကအခုခေတ်မှာလာဖြစ်တဲ့ generation တွေဖြစ်လို့နိုင်ငံတကာဥပဒေတွေကိုကြားဘူးနာဝတွေနဲ့ပြောနေတာလက်တွေ့ကဘာကြီးမှာဒီတိုင်းဖြစ်နေတာအဲ့တော့ကဘာကြီးမှာအဲ့ဒီအရင်တည်းကအင်အားကြီးတဲ့လူကအနိုင်ယူတဲ့စနစ်ကိုအဲ့ဒီအင်အားကြီးနိုင်ငံရဲ့ဥရောပနိုင်ငံရေးစနစ်အမေရိကန်နိုင်ငံရေးစနစ်ကပဲသူတို့ကိုသူတို့ချုပ်ပြီးသူတို့စိတ်တွေလျှော့ပြီးသူတို့ပြည်သူတွေရဲ့ပြောင်းလဲမှုတွေနဲ့သူတို့ကိုသူတို့လက်မှတ်တွေထိုးပြီးတော့နိုင်ငံတကာဥပဒေဆိုပြီးတော့သူတို့ကလုပ်ခဲ့တာသူတို့ဥဆောင်ပြီးလုပ်ခဲ့တာသူတို့ငါတို့မလုပ်တော့ဘူးပေါ့မမရိုးရိုးလေးကျွန်တော်တို့ရှင်းပြရရင်ငါတို့အနိုင်မကျင့်တော့ဘူးကွာဒီကတော့အလုံးညီမျှပဲတောင်းလုပ်ခဲ့တာဒါပေမဲ့အဲ့ဒီနိုင်ငံတကာဥပဒေကိုချိုးဖောက်လာရင်တော့သူတို့ရဲ့မူရင်းအကျင့်တွေပြန်ပေါ်လာမှာပဲအဲ့ဒါကိုတရားတယ်မတရားဆိုပြီးတော့ပြောခဲ့တာဟိုးလွန်ခဲ့တဲ့100ရာစုကနေအခု21ရာစုရောက်နေပြီဒီတိုင်းဖြစ်ခဲ့တာပဲရှေ့လျှောက်22ရာစု23ရာစု24ရာစု25ရာစုဖြစ်အောင်ပါပဲဘာကြောင့်လဲအဲ့ဒီနိုင်ငံရေးစနစ်အဲ့ကမ္ဘာနိုင်ငံဥပဒေဆိုတာအဲ့ဒီအင်အားကြီးနိုင်ငံနေချက်စိတ်သက်ရှိတဲ့အဲ့ဒီနိုင်ငံတွေကပဲရေးဆွဲထားတာကိုရီခံခဲ့ရတဲ့နိုင်ငံတွေရေးဆွဲတာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီခံခဲ့ရတဲ့နိုင်ငံထဲမှာတော့တရုတ်နိုင်ငံကစူးစမ်းတယ်အမေရိကန်နဲ့ပြေလည်အောင်လုပ်တယ်အဲ့ဒီဥပဒေသားများကိုပြင်ဖို့လုပ်တယ်ဒါပေမဲ့တရုတ်နိုင်ငံလည်းပြောရင်ပေါ့ဗျာဒါတရုတ်နိုင်ငံနဲ့ပတ်သက်ပြီးကျွန်တော်တစ်ခုထောက်ပြခြင်းတယ်ဝီဂါလူမျိုးတွေနဲ့ပတ်သက်တာတရုတ်နိုင်ငံလည်းနိုင်ငံတကာဥပဒေကိုလေးစားသလားမလေးစားဘူးပဲလေဝီဂါတွေကိုလူမျိုးတုံးတတ်နေတာဟုတ်ဘူးလားတရုတ်နိုင်ငံလူခွင့်လေးစားလားမလေးစားဘူးပဲလေသူ့ကိုဆက်ကျင်တဲ့လူအကိုဖမ်းပြီးတော့တေးတန်နေပေးနေတာပဲအဲ့တော့နိုင်ငံတကာဥပဒေဆိုတာသူ့နိုင်ငံရဲ့နိုင်ငံရေးစနစ်ကသူလေးစားခြင်းမလေးစားတယ်မလေးစားခြင်းမလေးစားဘူး
အဲ့တော့တရုတ်နိုင်ငံအင်အားရှိလာလေသူလည်းနေချက်စင်နဲ့စိတ်သက်ပေါ်လာတာပဲပေါ်လာတာဖြစ်တဲ့အတွက်သူထိုင်ဝမ်ကိုသိမ်းဖို့ကြိုးစားနေတယ်အရှေ့တောင်အာရှနိုင်ငံဖိလစ်ပင်းနားမှာရှိတဲ့မလေးရှားနားမှာဘီလူနိုင်းမှာရှိတဲ့ကျွန်းတွေကိုသူသိမ်းဖို့လုပ်နေတယ်ဒါကကတော့တရုတ်ပင်ပင်လယ်ဝါပေါ့ဗျာရဲလိုစီနားမှာရှိတဲ့ဟာတွေအားလုံးကိုလည်းသူ့ပိုင်ကျွန်းတွေဆိုလုပ်နေတာပဲအဲ့တော့ဘယ်စနစ်မှာပဲလို့ဒီမိုကရေစီနဲ့လည်းမဆိုင်ဘူးကွန်မြူနစ်နဲ့လည်းမဆိုင်ဘူးရုရှားပြောတဲ့ကွန်မြူနစ်နဲ့လည်းမဆိုင်ဘူးအာဏာရှိတဲ့လူကသိနေတာအဲ့ဒါကဘာကြီးရဲ့အမှန်တရားကျွန်တော်တို့တွေကနိုင်ငံတကာဥပဒေဆိုတာကြီးကိုပြောကျွန်တော်တို့ခေတ်မှာကျွန်တော်တို့သင်ခဲ့ရတယ်ကြားခဲ့ရတယ်ကြည့်ပြီးတော့ကျွန်တော်တို့ကစိတ်ကူးရင်နေပြီးတော့နိုင်ငံတကာဥပဒေကဟိုလူကမတရားဘူးပြောနေတာကဘာကြီးကငကူတဲ့ဒီတိုင်းမတရားလုပ်တာဒါဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့ဘရင်တွေဆက်ဆက်လည်းမတရားလုပ်ခဲ့တာပဲအဲ့တော့ကိုယ်နိုင်ငံကိုကောင်းမှုကိုယ့်အကူပြင်မရတာဘယ်သူမှလာမပြင်ပေးဘူးအဲ့တော့ကဘာကြီးကတရားတာမတရားတာကတတ်တတ်တရုတ်အာဏာရှင်ဖြစ်နေတဲ့ကွန်မြူနစ်ကဖြစ်တာတတ်တတ်တရုတ်နိုင်ငံကြီးပွားချမ်းသာတာကတတ်တတ်ဥရောပနိုင်ငံတွေကဒီမိုကရေစီဖြစ်ခြင်းဖြစ်ခြင်းအမေရိကန်ဒီမိုကရေစီဖြစ်ခြင်းဖြစ်ခြင်းတတ်တတ်အမေရိကန်နိုင်ငံကြီးပွားချမ်းသာတာကတတ်တတ်အီရန်နိုင်ငံဒီမိုကရေစီဖြစ်ခြင်းဖြစ်ခြင်းအာဏာရှင်ဖြစ်ခြင်းဖြစ်ခြင်းတတ်တတ်အမေရိကန်အီရန်နိုင်ငံပြည်သူတွေဒုက္ခရောက်နေတာနဲ့အမှန်တရားမရှိနေတာတတ်တတ်အဲ့ဒါကိုကျွန်တော်တို့မြင်အောင်ကြည့်ဖို့လိုတယ်ကဘာကြီးကိုအဲ့ဒီနိုင်ငံရေးစနစ်တွေအဲ့ဒီကနတော့အင်အားကြီးတဲ့စနစ်တွေကနေပဲတိဆောက်ထားကြတာအဲ့ဒီကနေပြီးတော့ဘာသာရေးဆိုင်ရာစစ်ပွဲတွေစီးပွားရေးဆိုင်ရာစစ်ပွဲတွေနယ်မြေလူဆိုင်ရာစစ်ပွဲတွေနဲ့ကဘာကြီးကတိဆောက်ခဲ့ကြတာအဲ့တော့ကျွန်တော်တို့ကဒီခေတ်ဒီကာလမှာကြီးပြင်းလာပြီးတော့ဒီခေတ်ဒီကာလကနေပြီးတော့သင်ခဲ့တဲ့စာလေးတွေကိုကြည့်ပြီးတော့အဟုတ်ကြီးချိန်ပြီးတော့သူ့ကို50ဒီအဲ့ဒါမမှန်ဘူးအဲ့တော့အမေရိကန်တို့လိုအာဏာချဲ့လာတာအထူးဆန်းမဟုတ်ဘူးဒါပေမဲ့အမေရိကန်မနေ့တနေ့မှာဥရောပအာဏာချဲ့လာတာအထူးဆန်းမဟုတ်ဘူးတချိန်ကတရုတ်ကမန်ချူအင်ပါယာလည်းသူများကိုလိုက်သိမ်းခဲ့တာပဲဂျပန်လည်းသူများကိုသိမ်းခဲ့တာပဲအခုမှပြောချင်တာအဲ့တော့ပါရှန်အင်ပါယာလည်းသူများနိုင်ငံသသိမ်းတာပဲအဲ့တော့ပါရှန်အင်ပါယာခွန်အားခဲ့တယ်အီရန်ကသူများနိုင်ငံသသိမ်းခဲ့တာပဲမဟုတ်ဘူးလားသိမ်းခဲ့တာပဲအော်တိုမန်အင်ပါယာပိုတူဂီအင်ပါယာလည်းသူများသသိမ်းတာပဲနောက်ဆုံးမြန်မာနိုင်ငံမြန်မာမှာဘီရင်လည်းယူရီးယားကိုသသိမ်းတာပဲဟုတ်လားမဟုတ်လားအဲ့တော့ဒါတွေအားလုံးဒီအပြန်အလှန်ပဲအဲ့ဒီဖြစ်တယ်လဲစနစ်တွေကိုဒုတိယကမ္ဘာစစ်ဖြစ်ပြီးလာခါကြမှာတတ်နိုင်ဆုံးကနတော့အင်အားကြီးတဲ့နိုင်ငံတွေကစစ်နိုင်တဲ့လူတွေကသူတို့ကိုသူတို့ချုပ်တီးပြီးသူတို့ပြောတဲ့နိုင်ငံတကာဥပဒေကိုသူတို့ကိုသူတို့ကန့်သတ်လိုက်တာငါတို့အင်အားနဲ့အနိုင်မကျင့်ဘူးဟေးငါတို့အင်အားနဲ့မချင်းချောက်ဘူးဟေးငါတို့ဒီလူခွေရေးရှုတော့နိုင်ငံတကာဥပဒေရှုရောက်ပဲသွားမယ်ဆိုပြီးသူတို့ကိုသူတို့ပြန်ချုပ်လိုက်တာချုပ်ပြီးတော့သွားတာကိုအခုနောက်ပိုင်းနိုင်ငံတွေဖြစ်တဲ့တရုတ်နိုင်ငံမလေးစားဘူးပြောချင်တာကနိုင်ငံတကာနိုင်ငံရဲ့အချုပ်အချာအာဏာကိုလေးစားတဲ့ဆိုတရုတ်နိုင်ငံဒီမြန်မာနိုင်ငံအကြီးမှာဘာမှဝင်ဆက်ဖက်เสียအကြောင်းမရှိဘူးမြန်မာနိုင်ငံပြည်သူတွေကမင်းအောင်လှိုင်ကိုမကြိုက်ဘူးပြောထားတာဘူးတရုတ်နိုင်ငံဒီမင်းအောင်လှိုင်ဘက်ကဗတ်ပေးပါပေးเสียအကြောင်းမရှိဘူးတောင်ပလောင်ကိုဖိအားပေးเสียအကြောင်းမရှိဘူးဝါကိုဖိအားပေးเสียအကြောင်းမရှိဘူးနိုင်ငံတကာဥပဒေအရာဆိုရင်မြန်မာနိုင်ငံပြည်သူကိုမြန်မာနိုင်ငံကပိုင်တာမြန်မာနိုင်ငံကဒီမိုကရေစီစနစ်ဒုတိမဟုတ်ဖက်ဒရယ်စနစ်ဒုတိမဟုတ်စစ်အာဏာရှင်စနစ်ကိုမကြိုက်ဘူးပြောနေတာကိုတရုတ်နိုင်ငံကပြည်သူဘက်ကယက်တည်ပေးရမှာမဟုတ်ဘူး။တော့တရုတ်နိုင်ငံလည်းချိုးပေါက်နေတာပဲအမေရိကန်မှချိုးပေါက်နေတာမဟုတ်ဘူး။ဒါရှင်းလေးကိစ္စအဲ့ဒါမျိုးအနေထားကနေအီရန်ကသူနိုင်ရမနိုင်ရနဲ့နိုင်ငံတကာနဲ့ပတ်သက်တဲ့ခါကိုသွားပြီးတော့ပိတ်လိုက်တဲ့ခါမှာသူ့နဲ့အင်အားကြီးတဲ့ကနတော့ကအမေရိကန်ကထပ်ဆုပ်ပိတ်တယ်အဲ့ဒါမှမဟုတ်ဘူးနော်အဲ့ဒီကနတော့အိုမန်ပင်လေကိုရထွက်လာပြီးတော့ကနတော့ပစိဖိတ်သမုဒ္ဒရာကိုသွားမလား sorry အိန္ဒိယသမုဒ္ဒရာအဲ့ဒီလမ်းကြောင်းကိုလည်းအမေရိကန်ပိတ်ဆို့နိုင်တယ်အဲ့ဒီကနေလာမယ်ဟိုမဒီမလကာကိုလည်းအမေရိကန်ပိတ်ချင်ပိတ်လို့ရတယ်အမေရိကန်မိုင်လောက်အင်အားရှိတယ်အဲ့ဒါကအရှိတရားအဲ့တော့အဲ့လိုအနေထားကနေပြီးတော့သူတို့အကျိုးစီးပွားတွေထိလာပြီသူတို့ရဲ့ထုတ်ကုန်တွေထိလာပြီအဲ့တော့ကိုတွေကဒီလိုစူပါပါဝါတွေဂျားထဲမှာတဲ့အောင်နေဖို့လိုတယ်ကိုစူးစမ်းဖို့လိုတယ်ကိုနိုင်ငံကိုပြည့်ပြောင်းလဲဖို့လိုတယ်ကိုကရှင်ပြိုင်နိုင်တဲ့အဆင့်ကဘာကြီးကို level ထိုးနိုင်တဲ့အဆင့်ဥမာဘောလုံးပဲကြီးသူများနဲ့သူဘောလုံးသမားတွေကဘာအဆင့်မီဖြစ်အောင်ကိုပြုစုပြောထားအောင်မယ်စာရေးဆရာကဘာအဆင့်မီပြောဆောင်အောင်မယ်ဆရာဝန်တွေကဘာအဆင့်မီပြောထားအောင်မယ်အင်ဂျင်နီယာတွေ IT ပညာကြီးပြောထားအောင်မယ်ဒီပညာတွေထုတ်အောင်မယ်ကိုကလူတွေအားလုံးကို generation လိုက်လူငယ်တွေရဲ့ generation တွေကိုပြုစုပြောထောင်ပေးရမယ်အဲ့ဒီကနေမှအဲ့ဒီလူသားအရင်းမြစ်တွေကနေတစ်ဆင့်ကျွန်တော်တို့ဒီပစ္စည်းတွေထုတ်ပါအဓိကကပါလေပညာရေးပဲဒီနေ့ဥရောပနိုင်ငံတွေအမေရိကန်နိုင်ငံတွေကဘာမှနေချက်လို့ရနေတာဘာကြောက်လဲပညာရေးကြောက်ပြီ
သူတို့လူမျိုးတွေတော်အောင်သူတို့လောက်ထားတာလေနောက် generation ကနောက် generation နဲ့တော်တာဒီနေ့မြန်မာနိုင်ငံဘာကြောင့်ညံ့ဖြစ်နေတာလဲပညာရေးစနစ်ဖြတ်စီလိုက်လို့အာဏာရှင်တွေနောက်လူတွေကရှေ့လူနဲ့ဆိုင်ပိုညံ့သွားလို့သူညံ့နဲ့နောက်ဆုံးကြတာအညံ့ဆုံးရောက်သွားတာအဲ့တော့အဲ့ဒါကိုသိဖို့အတွက်မြန်မာနိုင်ငံမှာတနက်ကင်ပြီးတိုက်လို့မရဘူးစစ်ပွဲတွေဖြစ်လို့မရဘူးလူငယ်တွေအားလုံးကိုစစ်တဲကိုဆွဲသွင်းလို့မရဘူးတိုင်းပြည်ကမောင်းထွက်လို့ရအဲ့ဒါကိုတိုင်းပြည်ကိုတကယ်လေးစားတယ်ဆိုရင်စစ်အာဏာရှင်ကရှော့ကိုရှော့အောင်ပါစစ်အာဏာရှင်ရှော့ရင်ဒီဘက်ကလည်းရှော့မှာပဲအဲ့ဒါကတကယ်မြန်မာနိုင်ငံရဲ့အဖြစ်ပဲသူများတွေကိစ္စကျွန်တော်တို့ကဘူးသူဒအနေနဲ့ပြောတာပဲရှိတယ်တကယ်တမ်းမြန်မာနိုင်ငံပြောင်းလဲဖို့ကမြန်မာနိုင်ငံသားတွေလက်ထက်မှာမရှိတယ်အဲ့ဒီမြန်မာနိုင်ငံသားတွေလက်ထက်မှာဘူချုပ်တွေလည်းပါတယ်ကြက်ဖို့လည်းပါတယ်သူတို့နဲ့ပူဇာပေါင်းစားတွေလည်းပါတယ်ဒီဘက်ကတော်လိုင်းသမားတွေလည်းပါတယ် NUG လည်းပါတယ် NLD လည်းပါတယ်တိုင်းသားလက်နက်ကိုင်အကုန်ပါတယ်အားလုံးမှာတာဝန်ရှိတာဒီစစ်ပွဲကြီးရေရှည်သွားမယ်ဆိုရင်တိုင်းပြည်ပိုပြက်စီမှာစူဒန်ကိုပဲကြည့်အဲ့တော့အဲ့ဒါကိုအပြေရှားမှာဟုတ်တယ်မလားအပြေကဒါပဲအဲ့တော့ကဘာကြီးမှာအမေရိကန်လုပ်နေတဲ့ပုံစံနဲ့ကဘာသမိုင်းတစ်လျှောက်လုပ်ခဲ့တာအဲ့ဒါကိုအမေရိကန်ကိုသွားပြီးထားအောင်သွားလုပ်လိုက်တာအဲ့တော့အဖြေကဘာမှမရှိဘူးဒီနေ့ကာကွယ်ရေးဝန်ကြီးပြောသွားတဲ့စကားကအမှန်ပဲအီရန်နိုင်ငံ wisely နော်ဉာဏ်ပညာအမျှော်မြင်ရှိစွာနဲ့ဆုံးဖြတ်ပါအီရန်ကိုရွေးချယ်ခိုင်းတာကိုအားမတန်ရင်မန်လျှော့ရမှာပဲဘာကြောက်လဲဒီနေ့တင်းသာရှင်တွေဘက်မှာအမေရိကန်ကာကွယ်ရေးဝန်ကြီးပြောသွားတဲ့ကမင်းတို့ wisely မလုပ်ဘူးဆိုရင်တော့သူပြောတဲ့နှစ်နည်းပဲရှိတယ်တဲ့နော်အမေရိကန်ကာကွယ်ရေးဝန်ကြီးတယောက်ရဲ့စကားကတော့အလကားတော့မဖြစ်နှစ်မျိုးပဲရှိတယ်အီရန်ကအခုသူတို့ပြောတဲ့ဒီသဘောတူညီချက်ကိုအေးစစ်စစ်လက်မှတ်ထိုးမလားသဘောတူပြီးလက်မှတ်ထိုးမလားအဲ့ဒါက wisely ဒုတိယ hard way အကျန်းကန်ရမလားတဲ့ဆိုကြတာကနောက်ထပ်စစ်ပွဲနဲ့မြေပြင်ကိုဝင်သိမ်းရမလားပေါ့ကြိုက်တာကိုရွေးခိုင်းတာအဲ့ဒါအီရန်ရဲ့ဆုံးဖြတ်ချက်ပဲအီရန်ခေါင်းဆောင်တွေအီရန်ပြည်သူတွေရဲ့ဆုံးဖြတ်ချက်ပဲနိုင်ငံလည်းဒီတိုင်းပဲ wisely ဆုံးဖြတ်ရမှာမင်းအောင်လိုက်တော့အုပ်စုဒီအချိန်မှာ wisely သူတို့ဆုံးဖြတ်ခြင်းနဲ့ဆိုရင်ဒေါ်ဆန်းစုကြည်အပါဝင်အကုန်လုံးပြန်လှုပ်ပေးလိုက်ပြီးတော့နောက်တစ်ဆင့်ကိုဆက်သွားအဲ့တော့မင်းအောင်လိုက်တော့အုပ်စုဒီနေ့ညပေါ့နော်ဒီနေ့ညတကောင်ရံမနေ့ဖြန်နှစ်စံတရက်နေ့မှာသူတို့ wisely ဆုံးဖြတ်ခြင်းနဲ့ဆိုရင်ဒေါ်ဆန်းစုကြည်အပါဝင်သမ္မတဦးမြင့်ပါပြီအကုန်လုံးကိုပြန်လှုပ်ပေးလိုက်တော့မင်းတို့လည်းအပေါ်စီရနေပြီသမ္မတတိုင်ကုန်လည်းတက်ထိုင်ပြီးပြီမင်းတို့လွတ်တော်လည်းရတာပြီအဲ့လိုမဟုတ်ဘဲနဲ့လူမိုက်ဆက်ခင်းပြီးတော့ဆက်ဖန်ထားမယ်ဆိုရင်တော့ဒါကိုရဲ့ရွေးချယ်မှုပဲဘယ်သူမှရွေးချယ်တာမဟုတ်ဘူးရွေးချယ်တာအဲ့တော့အင်အားကြီးတဲ့လူကအနိုင်ကျင့်တာဟိုအဲ့ဒါကြီးလာမပြောနဲ့တကဘာလို့ကဘာသမိုင်းတစ်လျှောက်လို့ကျွန်တော်တို့လွန်ခဲ့တဲ့ကျွန်တော်တို့ဘိုးဘွားဘီလက်ထက်တည်းဒီတိုင်းဖြစ်နေတာအခုလည်းဖြစ်အောင်ပါသူများရေးဆွဲထားတဲ့နိုင်ငံတကာဥပဒေကိုကြည့်ပြီးသူများရေးဆွဲတဲ့ဒီမိုကရေစီကြည့်ပြီးအားမကြနဲ့ကိုရေးဆွဲတာတခုမှလည်းမရှိဘူးသူတို့ကိုသူတို့ချုပ်ထားတာပြောချင်တာက Trump ရဲ့အကြောင်းကိုအီရန်မသိဘူးလားဥရောပခေါင်းဆောင်တွေတော့ wisely အပြောခံပြီးတော့တီးခံနေတာ UK ဟာအရင်ချန်ပီယံအဟောင်းအခုလက်ရှိချန်ပီယံအမေရိကန်က UK ကိုပက်ပက်ဆက်ဆက်ပြောနေတာ UK ကအသီးခံနေတယ်ထရန့်အကြောင်းကိုသိလို့အဲ့တော့ UK လိုကမ္ဘာချန်ပီယံဟောင်းလာသီးခံနေတာကိုအီရန်ကသွားပြီးတော့သွားဆော်ရတဲ့ခါကျတော့ဟိုကလှုပ်ထည့်လိုက်တာပေါ့အဖြစ်ရတာပဲအဲ့ဒါကိုအမေရိကန်အနိုင်ကျင့်တယ်လားမပြောနဲ့တကဘာလုံးကအမြဲဒီတိုင်းအမှန်တရားရှိနေတယ်အီရန်ကိစ္စမှာအမေရိကန်အနိုင်ကျင့်နေတာမဟုတ်ဘူးလေဥရောပတွေခံနေရတယ်လေကျွန်တော်တစ်ချိန်လုံးထောက်ပြနေတာအဲ့တော့ wisely ဆုံးဖြတ်ပါအင်အားနဲ့အနိုင်ယူတယ်ဆိုတာကမ္ဘာသမိုင်းတစ်လျှောက်လို့ဖြစ်ခဲ့တာနောက်ထပ်တဲ့ဖြစ်အောင်မှာမထင်းနဲ့အခုတို့ဒီစနစ်မကြိုက်ရင်တို့စနစ်ပြောင်းအောင်မှာနောက်ထပ်လည်းလာအောင်မှာအဲ့တော့ကိုကအဲ့ဒီ
အာနာရှိတဲ့လူကြားကိုတွားပြီးအာခံနေဆိုရင်ကိုဂျာမညက်ဖို့အတွက်ကဘာကြီးမှနေတတ်မှရပါနေတတ်မှရမှာနော်ကိုအာခံနိုင်တဲ့အင်အားမရှိပြင်းနဲ့ပြောချင်တာကဗျာရိုးရိုးလေးပဲကျွန်တော်ပြောမယ်ရိုးရိုးလေးပဲကျွန်တော်ပြောမယ်ချင်းတဲ့ကြားကျတဲ့နဲ့ဘလောက်အန်ရကြီးတယ်ကိုမှသူတို့ကိုပြစ်နေတဲ့လက်နဲ့လည်းမရှိဘူးပလိုင်းကြီးခင်ဗျာကိုတိုးလုံးထွက်ပြီးတော့ချင်းတဲ့ကိုသွားပြီးစိန်ခေါ်ရင်ချင်းတဲ့ဘာလုပ်လိုက်မယ်ထင်လဲချင်းတဲ့ဘာလုပ်လိုက်မယ်ထင်လဲချင်းတဲ့ကိုစားပလိုက်မှာပေါ့အဲ့တော့ကိုကချင်းတဲ့ကိုစိန်ခေါ်ခြင်းကိုကဒီကွင်းပြင်းနဲ့ဝင်သွားတယ်ဆိုရင်အ ਨੇ ဆုံးချင်းတဲ့ကိုအပြတ်ရှင်းနိုင်တယ်လက်နဲ့မရှိဘဲနဲ့သွားလို့ရင်ချင်းတဲ့ကိုဆော်ထည့်လိုက်မှာပေါ့ဒါပဲအဲ့တော့အနေထားသည်ဥပဒေနိုင်ငံတကာဥပဒေတွေ ICC တွေ ICJ လာမပြောနဲ့အဲ့ဒါတွေကျွန်တော်တို့လိုဆင်းရဲတဲ့နိုင်ငံတွေကမြန်မာပြည်ကဆွဲထားတာတခုမှမရှိဘူးသူတို့ဆွဲထားတာအဲ့ဒါကိုဒါကြောင့်သူချင်းချောင်းနိုင်တဲ့အင်အားရှိလို့သူချင်းချောက်တာအီရန်ကအင်အားမရှိပဲသွားချင်းချောက်တော့ဟိုကဥစားတော့မှာဟိုကပြောနေတာရှိရှင်နေသူအခွင့်အရေးပေးနေတယ်မင်းတို့ wise လေးဆုံးဖြတ်အဲ့တော့မနစ်နာရအောင်သူကတရုတ်ကိုဆရာတင်လိုက်တရုတ်ကိုဆရာတင်တရုတ်ကဂျားကြည့်ပေးလိုက်မယ်အီရန်မှာရွေးစရာမရှိဘူးရွေးစရာမရှိဘူးတရုတ်ကဘလောက်လဲတယ်ထင်တယ်အမေရိကန်ကိုအာမခံမဲနဲ့အမေရိကန်နဲ့တဲ့အောင်ပေါင်းပြီးတော့အခုအနေထားရအောင်တရုတ်တိဆောက်သွားတာယနေ့ထိအမေရိကန်တက္ကသိုလ်တွေကိုတရုတ်ကသူ့ចောင်းသားတွေလွှတ်နေသေးပဲအမေရိကန်ဤပညာတွေကိုထောက်လန်းခိုးယူနေသေးပဲအဲ့ဒါ wisely လို့ပြောတယ်အီရန်ကဗလိုင်းကြီးအမေရိကန်နဲ့ရန်ဖြစ်လိုက်တယ်ဗလိုင်းကြီးတန်ဖြတ်လိုက်တဲ့ခါမှာဘယ်လိုမှအမေရိကန်ကိုပေါင်းလို့မရတော့မနဲ့အခုလိုအနေထားရောက်သွားတာအဲ့တော့ဒါဟာဒီနေ့အီရန်ပြည်ပခါရဲ့နောက်ဆုံးအနေထားပါမင်းအောင်လှိုင်စစ်အုပ်စုက wisely ဆုံးဖြတ်နိုင်ပါစေလို့ကျွန်တော်ကမျှော်လင့်တယ်သူတို့ဒီ wisely ဆုံးဖြတ်မယ်ပေါ့နော်ဆိုရင်တော့ဒေါအောင်ဆန်းစုကြည်ပါဝင်သမ္မတဦးဝင်းမြင့်တို့ကိုလွှတ်ပေးဖို့အချိန်ကြာပြီသူတို့လိုချင်တာရပါတယ်သူလည်းသမ္မတဖြစ်ပြီသမ္မတခုံလည်းသူတတ်ထိုင်လို့ရပြီသမ္မတလည်းတရားဝင်သူကြီးညာလို့ရပြီတရုတ်နိုင်ငံလည်းသူ့ကိုသမ္မတဖြစ်အသိမှတ်ပြုပေးလိုက်ပြီလွှတ်တော်လည်းရပြီကြံ့ဖို့လည်းအကုန်နေရရပြီတော့ဒေါအောင်ဆန်းစုကြည်တို့ကိုလွှတ်ပေးဖို့အချိန်ကြာပြီအဲ့ဒါ wisely ပဲသူတို့မလွှတ်ပေးတာသူတို့ wisely မဖြစ်တာသူတို့ကိစ္စပဲဒါကိုကျွန်တော်ကဒီနေ့မိမောင်းထိုးပြီးတင်ပြပေးလိုက်ရပါတယ်အားလုံးမင်္ဂလာပါကျွန်တော်လုပ်တဲ့ပြန်တော့